အခုမင်းဘယ်လိုဆက်သွားရမလဲမသိတော့ဘူးလားလမ်းပြောက်သလိုဒါရိုက်ရှင်မရှိတော့သလိုအရာအလုံးကမရှင်းလင်းတော့တဲ့အချိန်တွေပေါ့အဲ့ဒီလိုအချိန်တွေမှာကိုလည်းပြန်မေးတတ်တယ်ငါဘာတွေလုပ်နေတာလဲငါသွားနေတာမှန်ရောမှန်ရဲ့လားအဲ့ဒီလိုမျိုးတခါတလေမှပျောက်ဆုံးနေသလိုခံစားရတာဟာတကယ်ကိုပင်ပန်းပါတယ်ဒါပေမဲ့ဒီလို feeling မျိုးဖြစ်တာမင်းတယောက်တည်းမဟုတ်ပါဘူးလူတိုင်းဟာဘဝရဲ့တစ်ခါတလေမှာဒီလိုမျိုးခံစားမှုကြပါတယ်ဒါဟာမင်းမကောင်းလို့မဟုတ်ဘူးမင်းနောက်ကျနေတယ်ဆိုတာလည်းမဟုတ်ဘူးတကယ်တော့ဒီလိုဖြစ်နေတာဟာမင်း grow ဖြစ်နေတယ်ဆိုတဲ့လက္ခဏာတစ်ခုပါဘာကြောင့်ဒီလိုဖြစ်တာလဲတခါတလေမင်းရဲ့ old version နဲ့ new version ကြားမှာအလဲတနေရာမှာရက်နေတတ်တယ်အဟောင်းကိုလည်းပြန်မသွားခြင်းဘူးအသစ်ကိုလည်းမသိသေးဘူးအဲ့ဒီနှစ်ခုကြားထဲမှာပျောက်ဆုံးနေသလိုခံစားရတာပါနောက်တစ်ချက်ကတော့တခြားလူတွေရဲ့ expectation တွေကိုပဲဦးစားပေးဖြည့်ဆည်းပေးနေရတဲ့အခါကိုဟာတဖြည်းဖြည်းပျောက်ဆုံးလာသလိုခံစားလာရတာပါတစ်နေ့လုံး busy ဖြစ်နေတယ်ဒါပေမဲ့ညရောက်လာရင်ဘာမှမပြီးသလိုတခုခုလွဲနေသလိုခံစားရတယ်ဆိုရှယ်မီဒီယာကိုကြည့်ရင်လူတွေကသူတို့ရဲ့ life ကို perfect ဖြစ်တယ်လို့ handle လုပ်နေကြတယ်။မိမိကိုယ်တိုင်မှာတော့နောက်ကျနေတယ်လို့ခံစားရတယ်။ဒါပေမဲ့မင်းမြင်နေရတာကသူတို့ရဲ့ highlight တွေပါအပြည့်အစုံမဟုတ်ပါဘူး။မင်းအခုဒီနေရာမှာအရာအလုံးမရှင်းမလင်းဖြစ်နေလဲပဲအဆင်ပြေပါသေးတယ်။ဘဝကိုတစ်ချက်တည်းနဲ့အပြေရှားဖို့မလိုပါဘူး။တနေ့နည်းနည်းချင်းရှေ့ကိုလှမ်းသွားနိုင်ရင်မင်းရဲ့လမ်းကအလိုလိုပေါ်လာပါလိမ့်မယ်။တခါတလေဘာမှမသိတော့သလိုဖြစ်နေတာကိုလည်းကိုလက်ခံတတ်ဖို့လိုတယ်။ဒီလိုအချိန်တွေမှာဘာတွေလုပ်ရမလဲ။ပထမဆုံးကိုအပြစ်မတင်ပါနဲ့။ဒုတိယတစ်ချက် small step နဲ့စပါ။တနေ့ကိုတစ်ခုတည်းပဲပြီးပါစေအဆင်ပြေပါတယ်။တတိယ comparison လျှော့ပါ။မင်းရဲ့လမ်းကမင်းအတွက်ပါပဲ။စတုထ quiet time ယူပါမင်းရဲ့အတွင်းစိတ်ကတောင်းဆိုတာကိုပဲနားထောင်ပါဒီလိုမျိုး live motivation emotional content လေးတွေကိုကြိုက်တယ်ဆိုရင်နောက်ဗီဒီယိုတွေလည်းမလွတ်တော့အောင် Most Jupiter Space ကို subscribe လုပ်ထားပြီးပါနော်တခါတလေမှာပျောက်ဆုံးနေတယ်လို့ခံစားရတာကလမ်းမသွားတာမဟုတ်ပါဘူးဒါဟာမင်းရဲ့မသိစိတ်ထဲမှာလမ်းအသစ်တစ်ခုကိုရှာနေတဲ့အချိန်ပါမင်းအခုဖီးနေတာကိုလက်ခံလိုက်ပါလမ်းအသစ်တစ်ခုကမင်းစီကိုတဖြည်းဖြည်းရောက်လာနေပါပြီ။